不被他给那边精神，过路古巴的话呢，是吧？我们对着哈，精神讲哈飘，对，不要来推了，你就马来的，哎，我就马来的哈飘，我都靠了人努力了，推。你讲，你哪么点的？我弄点的了，飘。对，你用什么来推开那门？他来啥？妈喽，还你们地了？他把梦你们地上上面了还？巴西路嘞？巴西我都给你修点起来了。巴西路喽？还经常不要，你没了，我地上上面了，定没多少了。还你叫人家看到地里家嘛的，没你呀呗？你虽然有点那么多个，你那还怎么不能？အဲ့ဒါမနေ့ကဆယ်ရယူတဲ့ရှူတင်ကဒီနေ့ပေါ့ဟာဒီနေ့လေအဲ့ဒါကိုညီအိမ်ကလေးလားဘာမှလည်းမလုပ်ရသေးဘူးနောက်ကြအောင်မလားစိတ်ညစ်ပါနဲ့ညင်းညင်းအိမ်နဲ့ပြင်လာတော့ပြီးမှအမီလာခေါ်မယ်အိမ်နဲ့ပြင်လို့ရမလားအော်နောက်ကြတော့ဟာဒုက္ခပဲဘလူလဲတော့ပါသေးတယ်အဓိကအောင်မှကြံရတော့သူ့ဘာလို့မဖြစ်ဘူးဟမ်ငါမင်းသမီးရဲ့အကြဟိုတီမကြောညာကလက်ကိုခဏခဏဆေးပါဘုမင်းသမီးရမဟုတ်ပါဘူးမျက်နှာကိုခဏခဏတူးကြပါနင်းနာခဏခဏတေးမှာသူ့ဘာလို့မပြီးလိုက်တယ်နော်တခြားလေးလုပ်ပေးစမ်းပါဟဲ့ဒီမှာချူအောင်မျက်နှာရအစီရလည်းပြန်မဲဆက်တွေကလည်းညတော့ငါမဲဆက်လေးတခြားလေးအုပ်ပေးပါ မလေးအုပ်ပေးနေရပဲရှင်းမျက်နှာဟိုဖြစ်ကက်တရားလမ်းဖြစ်နေတာ အမလေးဟဲ့ကန့်တာအေးညီကမိတ်ကပ်ဆရာလေးငါလောက်ညီတင်မြညီရဲ့တာဝန်လေးကြည့်ပါဦးငါမျက်နှာကြီးကမဲဆက်တွေကလည်းအများကြီးအစီရလည်းပြန်ကြည်လေးဝမ်းပါမှုလည်းမရှိဘူးဒုက္ခမျက်နှာနဲ့ဘယ်လိုရမလဲဆိုင်တာရိုက်ဖို့ခေါ်မှလားမသိဘူးဟဲ့လုပ်ပါဦးဘာလဲလေ ။ယောဘယ်နိုင်ထိုးပြီလဲ နိုင်ရဆက်ရတယ်မလေး ။7နိုင်။ ဟုတ်ကဲ့ ဟာ။မင်းအချိန်မဲနေတာဘယ်အချိန်ရှိပြီလဲလို့ နှစ်ပိတ်တာနီးနီးတော့ရှိတယ်ဆရာ ငါကြက်သားရောတယ်နော် လေးခိုးတာလေ ။ဟာ။ဘာလို့ရှောက်ပြောနေရလဲ။ဒီအချိန်အထိကိုရှုတင်မတက်ရသေးဘူး။မင်းတို့ဘာလို့ဟမ်မင်းကလေအားနေ3ညတစ်လုံးတိုးဖို့စဉ်းစားနေတဲ့မန်နေဂျာ ကျွန်တော်တက်တယ်နှစ်တွေမတိုးဘူး၃ညပဲတိုးတာဆရာရဲ့ 3ညတိုးတာပို့ဆိုးတယ်။1000ကို3ညတစ်လုံးတိုးရင်1000မင်းတို့9000ခိုးတယ်ကောင်မင်းတို့ခိုးဖို့ပဲစဉ်းစားတယ် မဟုတ် ဟမ်အချိန်လွန်နေပြီ ဟုတ်ကဲ့ မင်းသားအခုတည်းကမရရသေးဘူးနေပူထဲမှာကြည်ဟမ်မင်းသားမျက်နှာကိုကြည်သားမပါရုပ်ထုံးတုပ်ထားသလိုဖြစ်နေပြီဟမ်နေရလဲပူတယ်မိတ်ကတွေကပျော်ပြီးတော့ထမင်းနဲ့ထိုးထားသလိုဖြစ်နေပြီဟမ်နားလဲလားရှုံးပြမတက်ရသေးဘူး ဟုတ်ကဲ့ မင်းသားလည်းအဲ့လိုပြောတာတော့သွားမပြင်ဘူး အဲ့လူအများဟောင်းဝင်တယ်မှာကျုံမပါဘူးနော် ရမလားလို့စမ်းကြည့်တာပေါ့ तू မပါဘူးတဲ့ ဟုတ်ကဲ့ ငါအခုဘလို့ဟောငါဟောင်းလို့ရမယ်လူတွေမင်းငါအခုခေါ်ပေး ရှူတင်တစ်ခုလုံးထဲမှာကျွန်တော်တယောက်လည်းဟောက်မဲ့လူရှိတာကျွန်တော်ဟောက်ဆရာကျွန်တော်ဟောက် ပြီးရောငါလည်းမင်းမဲနိုင်တာ ဟုတ် အဲ့တော့မင်းသမီးကိုအခုရိုက်မယ်လို့အမြန်ဆုံးလာခဲ့ပါလို့သွားပြောလိုက်ဟာကောင်းနေမှမသိဘူးအားနေစရင်ဖြောင်းမှုရော့ခဏခိုင်လာ ဟောဘာလို့ကန် အိုးမေ့ပါလေမင်းသားကအခုခါမှာပထမဆုံးပြောရမှာမင်းသမီးရဲ့မျက်နှာကိုတိကျစိုက်ကြည့်ပြီးတော့မင်းကကိုယ့်ရဲ့မျက်လုံးထဲမှာနတ်သမီးလေးတစ်ပါးလို့ချောမောလှပနေပါလေကွယ်ဒါလေးပဲအဲ့ဒီအချိန်မှာမင်းသမီးကကောက်ကီချနေတယ်ဟာငါဒီမှာလေဒီမှာလေ ဆရာဟိုအဲ့ဒီလမ်းကဒီလိုမောင်းလို့စကားတော့ပါဆရာ ဒီအသားပဲထိကြိုက်နေကြနော်ဟဲ့ဒီမင်းကဘယ်လိုဖြစ်နေလဲဒီမင်းကဘယ်လိုကြီးလဲဟာကြည်ရင်ဝဲမမှုလည်းမရှိပါလားဒုက္ခပဲ ကျမလည်းအကောင်းဆုံးပြင်ထားတာပဲဆရာရဲ့တခြားလေးလောက်အောင်ပြင်ထားပါလေ ဟာဘာအကောင်းဆုံးလဲဒီအခါမှာငါလိုချင်တာတဘာဝအလှနတ်ထလွယ်အလှတွေကိုလိုချင်တာနတ်ထလွယ်အလှတွေ ဟော natural လောက်ပါဗျာ ရှာမရှင်နဲ့ငါပေါင်းတတ်တယ်လို့ပေါင်းတာအနေကြီးကလေးနတ်ထလွယ်အလှတွေနော်အဲ့လိုလှတာလိုချင်တာဘာမှလည်းမသိဘူးကွာဘယ်လိုတွေပြင်ထားမှလည်းမသိဘူးကပြောကြည့်မင်းကကိုယ့်ရဲ့မျက်လုံးလေးလက်သမီးလေးတစ်ခါအရန်ကိုလှပ်ပါနေတယ် ဟဲ့ဒါဘာလုပ်နေလဲ ဆရာလည်းကုန်နေဆရာ အော်နတ်သမီးရတာနေမြင်ဘူးလား ဖုန်း
ရောဆရာရဲ့နည်းနည်းခါလေးပါ ချင်းချင်းနေပဲဘာလို့လုပ်ပြမကိုပေါ့လို့ဒုက္ခပါပဲဒီလိုပြင်ဆင်ထားပုံနဲ့အဆင်ပြေမှာမဟုတ်ဘူးညမ်းများနေတယ် over တွေဖြစ်နေတယ်အလေဗီယာ over တွေဖြစ်နေတယ်ကဲနည်းနည်းသွားပြီးတော့ပြုတ်ပြင်လိုက်အောင်နော်အခုခမ်းမှာမင်းသမီးအပြိုင်ဆိုတော့နောက်မင်းသမီးတယောက်ကိုရိုက်မယ်လို့သူ့ခဏနားခိုင်းတော့သွားခေါ်လိုက်ပါကြာမနေနဲ့မင်းတို့လည်းတေးစားပြင်ပွားလေ ဘယ်တော့အောင်လိုက်တာလဲဆရာဘယ်နားမှာတော့ဆရာ မင်းတို့ပြောင်းနေဘာလို့လောက်သွားသေးတယ်ကပ်ပြီးတော့ကန်ကောင်းနဲ့နှာခေါင်းကိုမနှဲရှောင်နေရတယ် ဆရာပဲနားမှာ အတူတူပဲဒီမှာမလေးအဲ့ဒါကြောင့်ငါကြည့်နေတာနှစ်ယောက်လျှောက်လိုက်နဲ့တစ်ယောက်ပျောက်သွားပါတယ်လို့ ဟောချော်လဲကြံခဲ့တာချော်လဲကြံခဲ့တာ လူတွေနဲ့အရင်လေးနဲ့ရှောက်နေ မင်းသမီးဟိုမှာလာပြီဆရာရိုက်ပါမယ်ဆိုမှဘာမှမလိမ့်တော့ဘူးဟာလောက်ကမလေးဟာလိုက်တာမင်းတော့ရမှာဘူးလိုက်တာမင်းသမီးရဲ့ကျွန်တော်လိုချင်တာအတာမျိုးတဘာဝအလှနှခမ်းမပါဘူးလေ မဟုတ်ပါတယ်လေ ။အော်နှခမ်းလေးလည်းလှတယ်လို့။စပင်းတစ်ခုဖြည်းဖြည်းလေးကြိုင်မယ်လှမ်းမယ်ဟုတ်ပြီ။ဒါမျိုးလေးပြောတာပကုံးလေးနည်းနည်းလေးလှုပ်ပါဦး။အော်အဲ့လိုမဟုတ်ဘူးလေမင်းသမီးရဲ့နည်းနည်းလေးတုံလိုက်ပါဦး။အော်မင်းသမီးရဲ့အကျော်လိုက်နေတယ်လို့ပဲလှလိုက်တာဟုတ်ပြီ။ဟုတ်ပြီ မမီ ဟုတ်ပါ မမီကိုခေါ်တာလေ ခေါ်တယ်ဆိုရင်နာမည်ပြည့်စုံခေါ်လေမမီလက်လို့ခေါ် ဟုတ်ပါပြီမမီလည်းရေမလေးစားလာဦး အေးစားပြီလေ မမီကိုရေးစီဟာလေးရှိလို့ မင်း မမီရဲ့မင်းသမီးရတယ်ညနာလေးအရှမ်းကိုကြည့်လို့ဝန်းပါပြီးတော့အရှမ်းလာနေအဲ့ဒါသူဘာတုံးတာလဲ ဒါလေးကလွယ်ပါတယ်မနဲ့တခါညတခါမျက်နှာတစ်တယ် မမီကျမလည်းမနေ့တစ်ခါညတစ်ခါမျက်နှာတက်တာပဲလေမမီကလည်း မတူးလေသူသုံးတာကအခုလက်ရှိမှာနာမည်ကြီးနေ Secret Reading Official ဖုန်းနဲ့သုံးတာအမလီ तू ကလေရှူတင်ရောက်ရင်ခဏခဏမျက်နှာတစ်တယ်လို့ကကြည့်လို့သွားလျာကိုစောင့်နာအသေးတယ် ကြပါလား ချစ်နေပေါ့ ကျင်တယ် ဟုတ်ပြီဒီမှာကြည့်လိုက်စမ်းဒါလေးကတော့အပြာရောင်ဘူးလေအဲ့ဒီအပြာရောင်ဘူးလေးကဘယ်ချိန်မှသုံးရလဲဆိုတော့မနက်မှသုံးရတယ်သူနဲ့မျက်နှာတစ်ပြီးသွားပြီဆိုရင်တဏီကုံမျက်နှာလေးကလေဝင်းပါကြည်လင်လှပနေတာဒါလေးကအစိမ်းရောင်ဘူးလေ तू ကတော့လက်ဖက်စိမ်းလေးနဲ့လှုပ်ထားတာ तू ကတော့ညာဘက်မှာသုံးရတာနော်ဘလို့သုံးရလဲဆိုတော့တဏီကုံမျက်နှာမှာတင်နေတဲ့မိတ်ကပ်တွေဖုန်းတွေအညစ်အကြေးတွေအားလုံးကိုဖယ်ရှားတန့်စင်ပေးတယ် ဟုတ်လားခဏလောက်ကြပါလား ကြည့်ပါလေ secret lady မမီ လာပြီသမီးရဲ့ပြန်ပြုံးတော့ secret lady fisher phone တော့မ မင်းသမီးလေးလို့လှပဖို့ secret lady သုံးကြစို့ Secret Lady Fisher ဘုံမှာဆိုရင်ကျမတို့ရဲ့ဖြိုးတီယာကုမ္ပဏီမှာကိုရီးယားကနေပြီးတော့ကိုယ်ပိုင်အမှတ်တံဆိပ်နဲ့ထုတ်လုပ်ထားတာပါဗျာဟုတ်ပါဘူးရှင် Secret Lady နှစ်မျိုးလုံးသုံးသင့်ပါတယ်ခင်ဗျာ Hello ဟောဒီမှာ Secret Lady Fisher ဘုံမှာဆိုရင်2မျိုးရှိပါတယ်ဒီဟာလေးကတော့မနက်ပိုင်းပေးရတာပါဒါလေးက White Aqua Facial Cleanser လေးဖြစ်ပါတယ်ဒါလေးနဲ့တက်လိုက်မယ်ဆိုရင်မျက်နှာလေးကကြည်လင်ဝင်းပတောက်ပြောင်တော့မှာပါရှင်ဒါလေးကတော့ Tea Tree White ဆိုတာ Green Tea နဲ့လုပ်ထားတာပါရှင်ဒီ Secret လေးကဆိုရင်ညာပိုင်းသုံးပေးရတာပါเนาะဒါလေးနဲ့သုံးလိုက်မယ်ဆိုရင်မျက်နှာပေါ်မှာရှိတဲ့ဖုံနေအညစ်အကြေးအမဲဆက်တွေအကုန်လုံးကိုသူကကောင်းကောင်းဖယ်ရှားတန့်စင်ပေးပါတယ်အဲ့တော့ Secret လေးမှာ2မျိုးရှိရเนาะ White Aqua နဲ့ Tea Tree Secret White နဲ့ဆိုရင်2မျိုးရှိပါရှင်တောက်ကြည့်ကြပါ